မင်းကရုပ်ရည်မချောမောဘူးကိုယ်လည်းငါမဆုံးဘူးစီးစိမ်ဥစ္စာမပြည့်စုံဘူးဆိုရင်တော့တစိမ့်တွေကမင်းကိုမိတ်ဆွေတင်ငယ်ချင်းဖြစ်တနာကျင်လာပြီးတော့လက်ခံပေးလိမ့်မယ်ဒါပေမဲ့မင်းရဲ့မွေးချင်းညီကောင်မောင်နှမဆွေမျိုးတန်းဝင်တော့မင်းကိုလက်ခံမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့မင်းကမပြည့်စုံလို့မင်းကမပြည့်စုံတော့မင်းရဲ့ညီကောင်မောင်နှမတွေကမွေးတဲ့မင်းရဲ့မွေးချင်းတွေကမွေးတဲ့ကလေးတွေကိုမင်းကလဲလဲမမနေတော့မိဘစကားနားထောင်တော့ဆိုပြီးတော့အဲ့လိုမျိုးလေးမင်းတွားပြီးတော့ဆုံးမခြင်းတော့မှမင်းမအခွင့်အရေးမရှိဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကမင်းကိုဘယ်လိုကြည့်နေကြည့်မလဲဆိုတော့အဲ့အကြည့်ရဲ့အတိတ်ပဲစကားတွေပြောပြမယ်နင်းကနေတော့မှမင်းဟာမင်းတော့မှမင်းဘဝမင်းတည်တည်ချာချာအောင်မင်းပြည့်ပြည့်စုံမလုံနိုင်မဲနဲ့ငါသားသမီးတွေကိုမင်းလာမဆုံးမနဲ့ဆိုတဲ့ပုံစံမျိုးစကားမပြောရုံတမဲအကြည့်တွေနဲ့မင်းအကြည့်ခံရလိမ့်မယ်ဒါကအမှန်တရားပဲဆိုတော့မင်းအဲ့လိုမျိုးမင်းနာကျင်စရာပုံစံမျိုးလို့မင်းတို့ကမင်းကထင်နေပြီမြင်နေပြီဒါမျိုးတွေမင်းမှာကြုံနေရပြီဆိုရင်မင်းကမင်းစိတ်မပြတ်နဲ့ပြီးတော့အားလည်းမငယ်နဲ့ဒါမင်းဘဝနဲ့ရင်းပြီးတော့ရလာတဲ့အကောင်းဆုံးသင်ခန်းစာလို့သတ်မှတ်တာဒါမင်းဒီဘဝမှာဒီဆွေမျိုးသားချင်းဒီအတိုင်းဝိုင်းနဲ့ဒီလိုကြုံတော့မှဒီလိုဟာကိုမင်းရပတ်စံပေးပြီးတော့ဒီအတွေ့အကြုံကိုမင်းသွားရှာလို့မရအောင်အားမငယ်နဲ့အကောင်းဆုံးမင်းဆက်ရှောက်စိတ်လည်းမပြတ်နဲ့ဒါမဲ့မင်းရဲ့အဲ့ချိန်မှာအကုန်လုံးပြည့်စုံနေတယ်ဆိုရင်တော့သူတို့မင်းကိုလာပြောလိမ့်မယ်တူလေးတွေတူမလေးတွေကိုလာပြီးတော့တွင်တင်ပါအောင်ဆုံးမပါအောင်ကိုတူကိုသားလေးတွေကိုသူတို့ဒီလိုပြောလိမ့်မယ်ဒါကဂုံတရက်ကေငွေဒီလိုအာဏာတွေကနေပြီးဆင့်တက်လာတယ်ပါပါပဲတိတ်ကြဖို့ကောင်းတယ်လို့တန်ဝကရဖို့လည်းကောင်းတယ်ပြီးတော့မွေးချင်းတွေထဲမှာကိုယ့်ရဲ့အကြီးပဲဖြစ်ဖြစ်အငယ်ပဲဖြစ်ဖြစ်သူတို့နဲ့မတူကွဲပြားတဲ့အယူအဆအသိဉာဏ်ပွင့်လင်းမှုဒီလိုမျိုးတွေကိုကိုယ်မှာဖြစ်တည်လာပြီးအသစ်တစ်ခုအနေနဲ့ဖောက်ထွက်ပြီးတော့တွေးတောဆင်ခြင်ပြီးတော့အစစအရာပေါ့လောက်ကင်ကြံစနေပြီဆိုရင်လေသူတို့ကမင်းအားပေးမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကရှေးရိုးဆွဲစာအုပ်အတိုင်းကြီးပဲသူကကင်ဆွဲလာတာဖြစ်တယ်သူတို့ရဲ့အတွေးတွေကလည်းဖောက်မထွက်ဘူးလောက်ရက်တွေကလည်းဖောက်မထွက်ဘူးမင်းကဖောက်ထွက်သွားဖို့အတွက်လုပ်နေပြီဆိုလို့ရှိရင်လည်းငါတို့ကဘာအစာမှာလျှက်စစ်တီထွင်ခဲ့တဲ့သူတွေကိုသူတီထွင်ဖို့အတွက်စမ်းသပ်နေစဉ်ကာလမှာအကောင်ငယူငဘောမဖြစ်နိုင်တာတွေရှောက်လုံးနေတယ်ဆိုပြီးတော့အဲ့ဒါလိုမြင်တယ်လို့မျိုးပဲအတူတူပဲမင်းကိုအဲ့လိုမြင်ကြမှာအဲ့လိုလည်းပြောကြမှာနေ့အတွေ့တွေကမင်းအတွေ့တွေကငါ့နဲ့မတူဘူးဆိုတော့မင်းတို့ကလေးတွေကိုသူတို့နဲ့အတွေးမြင်မတူတဲ့ပုံစံကနေခွဲထွက်လာတဲ့အတွေးမြင်နေနဲ့သူတို့ရဲ့ကလေးတွေကိုမင်းကသွားဆုံးမမယ်ဆိုရင်သူတို့ကကြောက်တယ်မင်းပေးဆုံးမမှလည်းမဟုတ်ပြီးပြောမှတော့မဟုတ်ဘူးစကားမင်းကမင်းရဲ့တူမတွေဘယ်လောက်ချစ်ချစ်မင်းရဲ့ဆွေမျိုးကလေးတွေဘယ်လောက်ပဲချစ်ချစ်သူတို့ရဲ့မိဘတွေပြီးမင်းကဘာကောင်းမှမဟုတ်လို့မယုံကြည်လို့ပြီးရင်မင်းကိုမလေးစားလို့ပေါ့အဲ့ဒါတွေကြောင့်မင်းကိုသူတို့ကလေးတွေနဲ့
ဘယ်လိုမှပေးပြီးတော့စကားပြောမှတော့မဟုတ်တော့ဘာလို့လဲငါတို့ကလေးကိုငါတို့စာအုပ်ကြီးတိုင်းပဲဆုံးမသွားမယ်ဒီတိုင်းပဲငါတို့ပြောဆိုသွားမယ်မင်းဘာမှလွတ်လပ်တဲ့အတွေးတွေအသိဉာဏ်ပွင့်လင်းတဲ့စကားတွေလာမသိပေးနဲ့ငါတို့လက်မခံနိုင်ဘူးအဲ့လိုတော့ပြောမှာမဟုတ်ဒါမဲ့အကြည့်တွေနဲ့လောက်ရက်တွေနဲ့တော့သွားတယ်ဆိုတော့ဘာမှအောင်ငင်နဲ့ဒီလိုကြုံနေရတာကမင်းအတွက်ဘဝနဲ့ရင်းတဲ့သင်ခန်းစာတစ်ခုကိုမင်းရနေတာဒီဘဝဒီအတိုင်းဝိုင်းဒီညီကောင်မောင်နှမတွေပတ်စံပြီးဝယ်လို့မရအောင်ဒီဘူးသူတို့ဒီသင်ခန်းစာဒီအတွေ့အကြုံပေါ့အဲ့တော့မင်းအကောင်းဆုံး16ဒါပဲပြောချင်တယ်စပြီက